နန်တီနီလို့ခေါ်တဲ့မိန်းကလေးတူဟာသူမရဲ့ချစ်သူဘီရှားကသူမအပေါ်အမျက်ထုတ်ပြီးတော့ကိုဝင်ရှိလာတဲ့အချိန်မှာစွန့်ပစ်သွားတာကြောင့်ဝမ်းနဲ့ကြေကွဲစွာနဲ့မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ဘီရှားဟာကျောင်းတစ်ကျောင်းလုံးမှာမိန်းကလေးများကိုလှည့်စားတတ်သူဖြစ်နာမည်ကြီးပေမဲ့လည်းသူမကအချစ်မှာမျက်စိကန်းကမယုံကြည်ခဲ့ပါဘူး။နန်တီနီတေဆုံးသွားပေမဲ့လည်းဘီရှားကတော့နောင်တရတဲ့အရေးအယောင်မရှိဘဲနဲ့နောက်ထပ်မိန်းကလေးတူဖြစ်သူအမ်နီကိုထပ်မံပြားယောင်းခဲ့ပါတယ်။အားလည်းရက်မှာဘီရှာဟာအပ်ဒီနဲ့တငယ်ချင်းတွေစုပြီးတော့တောင်မွန်စကန်တစ်ခုစီအပန်းဖြေကြီးထွက်ခဲ့ကြပါတယ်။ဟိုတယ်ကိုရောက်တဲ့အခါမှာတော့ဘီရှာဟာအမ်နီကိုနီးမျိုးစုံနဲ့ထောင်ချောက်ဆင်ဖို့ကြိုးစားနေခဲ့ပါတယ်။ညဘက်မီးပုံပွဲလုပ်နေတဲ့အချိန်မှာပဲဘီရှာဟာတောဆက်စီခဏသွားရမှလှပလွန်းတဲ့အမျိုးသမီးတူကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကအနီရောင်အင်ကြီးကိုဝတ်ဆင်ထားပြီးတော့သူမရဲ့အလှဟာဆိုရင်တော့နတ်သမီးတစ်ပါးလိုပါပဲ။ဘီရှာဟာသူမနောက်ကိုလိုက်သွားရင်ရေတံခွန်တစ်ခုအနားမှာတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကသူမရဲ့နာမည်ကိုအရူတီလို့ပြောပြီးတော့သူမရဲ့အိမ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ဘီရှာဟာသူမရဲ့အလှပမှာနစ်မျောပြီးတော့အမ်နီကိုတော့မရော့ကာရိုတီနဲ့အတူတောရင်းကအိမ်ကိုလေးစီကိုလိုက်သွားခဲ့ပါတယ်။ရိုတီနဲ့အတူညကိုကုံဆုံးပြီးတဲ့နောက်တစ်နေ့မှာဘီရှာဟာဟိုတယ်ကိုပြန်လာခဲ့ပါတယ်။သူ့ရဲ့ကိုယ်ပေါ်မှာအရက်နှံ့တွေနန်းစော်နေတဲ့အတွက်အမ်နီနဲ့စကားများခဲ့ပါတယ်။အဲ့ဒီညမှာရိုတီစီကနေဖုန်းခေါ်မှုတစ်ခုရရှိခဲ့ပြီးတော့မင်းကငါစောင့်နေတယ်ဆိုပြီးခေါ်ယူခဲ့ပါတယ်။ဘီရှာဟာတနာဇောနဲ့သူမစီကိုဖတ်မှန်သွားခဲ့ပြန်ပါတယ်။ရိုတီရဲ့အိမ်ကိုရောက်တဲ့အခါမှာဘီရှာဟာသူမကိုပွေ့ဖက်ဖို့စူးစမ်းနေတော့မှပဲရုတ်တရက်ရင်ဘတ်မှာလေးလံလာပြီးတော့သွေးတွေအန်ထွက်လာပါတယ်။သူထိတ်လန့်သွားပြီးတော့အကူအညီတောင်းပေမဲ့လည်းရိုတီရဲ့ရုပ်သွင်းဟာပြောင်းလဲသွားခဲ့ပါတယ်။ရိုတီကဘီရှာကိုကြည့်ပြီးမင်းကမိန်းကလေးတွေရဲ့ဘဝကိုဖျက်ဆီးပြီးအဆအဆတူပဲငါကလည်းမင်းတို့ယောက်ျားတွေကိုအစာအဖြစ်သုံးတာပဲလို့ပြောလိုက်ပါတယ်။ဘီရှာလည်းထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းသူ့ရဲ့ခြေထောက်တွေကအလုံးမလုံးတော့ဘဲနဲ့လဲကျသွားပါတယ်။မင်းတို့လူယုံမာတွေကြောင့်တေဆုံးသွားရတဲ့မိန်းကလေးတွေအတွက်ငါကလက်စားချေပေးတာပဲဆိုပြီးတော့ရိုတီကသူမရဲ့သွားတွေနဲ့ဘီရှာရဲ့လေပင်ကိုကိုက်ပြတ်လိုက်ပါတယ်။ဘီရှာဟာအော်ဟစ်အကူအညီတောင်းပေမဲ့လည်းတောနဲ့ထဲမှာဘယ်သူမှမကြားနိုင်ပဲနဲ့နောက်ဆုံးမှာတေဆုံးသွားခဲ့ရပါတယ်။ရိုတီဟာသူမရဲ့အလုပ်ပြီးမြောက်သွားသလိုမျိုးပြုံးပြီးတော့တခြားမိန်းကလေးတွေကိုဒီလိုဝင်ပလေစိတ်ရှိသူတွေရန်ကနေကာကွယ်ဖို့နဲ့နောက်ထပ်အမဲလိုက်ဖို့အတွက်တောနဲ့ထဲစီကိုဝင်ရောက်ပြောက်ကွယ်သွားပါတော့တယ်။